ပြန်မင်းတို့အားလုံးမောပန်းမြန်မာပြည်သား hey မြန်မာပြည်သားငါတို့ပဲရောက်ကြပြည်သားပြောနေတဲ့ပြသတိထားတနာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာချားမယ်ဒါရှစ်တောင်အာရှရဲ့သူရဲကောင်းတွေကစားပွဲအယောင်နဲ့ပြည့်နောက်ဆက်တဲ့ရှင်းစီချင်တဲ့ပြင်ချင်းဖွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပြိတ္တကပုံစံကုန်ဒီမှာတဲ့လက်တုံးချန်ပီယံတွေရောက်ရတဲ့လုံးထိတ်တိုင်းကိုဆွဲတဲ့ဘွာဒါနေနဲ့ညအညီညူတဲ့မြစိတ်ချိုက်ကိုလေးလဲပါငါရေးတဲ့စာသားပြည်သူမှကြွငိမ့်ငိမ့်လို့ဆွဲမဲ့စာသက်တွေလဲပါငါချီကျူးတန်ကြလူနဲ့ရည်ကြီးကူပြန်လာဒီလာမင်းကြီးစုခန်းစားရွှေရောင်ကောင်းကင်အောင်လလွင်တင်ကပါကိုပြချင်တဲ့မြမတွေရဲ့ပွင့်မြမရဲ့စိတ်နဲ့ကြုံလာလိုက်တဲ့မုန်းကြပေးဖဲလာကြိုးစားကြ